တော်လိုင်းအင်အားစုတွေထဲမှာတာဝန်ထမ်းဆောင်နေတဲ့နော်တော်လိုင်းလူငယ်တွေ PDF တွေတိုင်းသားလက်နက်ကိုင်တွေကျွန်တော်အခုအထူးပြောချင်စရာရှိပါတယ်။ဘာလဲဆိုတော့ဒီနေ့ကျွန်တော်တို့တိုက်ပွဲကြီးကျွန်တော်တော်လိုင်းကြီးရှုံးသွားခဲ့ရင်ကျွန်တော်တို့ကြာဆုံးမှုတွေဒီကြာဆုံးသွားတဲ့ရဲဘော်တွေဒီအကုန်လုံးဒီလူအဖြစ်သတ်မှတ်ခံရမှာမဟုတ်ပါဘူး။နော်လူအဖြစ်သတ်မှတ်ခံမှာမဟုတ်ပါဘူး။အဲ့ဒါလိုပဲပြောချင်တာကပြောတော့မပြောသင့်ဘူးပေါ့လေဒါပေမဲ့ကျွန်တော်သဘောတရားအရာပြောတာနော်သဘောတရားအရာပြောတာနော်အဲ့တော့ PDF ညီငယ်လေးတွေတိုင်းသားလက်နက်ကင်တော်လိုင်းအင်အားစုတွေတော်လိုင်းအင်အားစုတွေခင်ဗျာခုခင်ဗျားတို့တက်လိုက်တဲ့ဒီစစ်ခွေးတွေကရဲရဲတက်လိုက်ပါနော်ဘာလို့ဆိုသူတို့တွေကလူမဟုတ်ပါဘူးနော်ပြောတော့မပြောသင့်ဘူးပေါ့လေဒါပေမဲ့သဘောတရားကိုပြောပြတာပါနော်အဲ့လိုပဲကျွန်တော်ကသဘောတရားပြောပြတာသို့တော်လည်းဟိုဘက်ကဒီအချမ်းဖက်လက်နက်ကင်ကြားဖြန့်ခိုင်းရကြတော့ကျွန်တော်ခုနပြောသလိုပဲတကယ်အတူယူပြီးတော့လုပ်နေရဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော် reaction တစ်ခုလုပ်ချင်တာဖြစ်ပါတယ်အဲ့တော့ဘာလို့လဲဆိုတော့ကြည့်ကြရအောင်ပြောတယ်မေးဘာမှမပူနဲ့အခုတော့နည်းနည်းလေးပဲဖြစ်ဘာဖြစ်လဲအခုတော့နည်းနည်းလေးဖြစ်တယ်မင်းသားလိုက်တာသန်းပေါင်းများစွာဖြစ်ပြီမဲ့တကယ်လူစင်စစ်ကတယောက်နဲ့တစ်ပိုင်းပဲပါတယ်လူပီလာရဲ့လူကဘယ်လောက်တယောက်နဲ့တစ်ပိုင်းပဲပါတယ်အဲ့ဒီခြေကလာတမယ်တွေထဲမှာမမတိနဲ့ဆောက်တည်တဲ့လူကတယောက်မမတိနဲ့တရဏဂုံတွဲဆောက်တည်တဲ့လူကတယောက်ဒါပဲပါအမေကြီးကရဟန္တာမို့လို့သိတာနော်ကြောက်မမတိနဲ့ဆောက်တည်သူကအဲ့ဒါလူမပီလာဘူးသူတစ်ပိုင်းလူတစ်ပိုင်းဘုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃာတရဏကိစ္ဆာမိနဲ့ခုနကျွန်တော်ရှေ့ပိုင်းမှာပြောတာကအဲ့ဒါပဲနော်အဲ့တော့အခုဒီမင်းအောင်နိုင်တို့ကကျွန်တော်တို့ပြည်သူတွေကိုနေ့စဉ်တပ်ဖြတ်နေတယ်တော်လိုင်းအင်အားစုတွေလက်နက်ကင်တဲ့သူတွေရောတာမန်ပြည်သူတွေရောတပ်ဖြတ်နေတယ်သူတို့ရဲ့ဒီအုံနောက်ထဲမှာကျွန်တော်တို့လူမဟုတ်ဘူးဆိုရဲအတွေးခေါ်မျိုးနဲ့တပ်ဖြတ်နေတယ်ဆိုတာကျွန်တော်တို့အသိသိချင်းလို့ကျွန်တော် reaction လုပ်တာဖြစ်ပါနော်အဲ့တော့သူတို့ကတတ်မှာပဲနော်အဲ့တော့သူတို့ကတော့ဘာလို့ဆိုတော့ကျွန်တော်တို့ကလူမဟုတ်ဘူးလေအဲ့တော့သူကတော့ဒီမှာဖုန်းကြီးရတာပြောထားတာပေါ့လေနော်ဖုန်းကြီးလေးပဲပြောလိုက်ပါမယ်ထပ်မဆဲတော့ပါဘူးအခုကျွန်တော်တို့ပြည်သူတွေကိုဘယ်နှယောက်သေးပြီလဲတင်ကနေတင်အတိအကျကျွန်တော်မသိဘယ်တော့ရှိသွားရလဲပေါ့အဲ့ထဲမှာမှဆိုရင်နောက်တစ်ချိန်မှာဒီလိုမျိုးတရားပွဲတွေလုပ်တဲ့ခါကျရင်အခုကျွန်တော်တို့ကြာရှုံးသွားတဲ့ပြည်သူတွေကျွန်တော်တို့ရဲဘော်တွေပြီးကျွန်တော်တို့နော်အရောက်တသိန်းမှာဆိုရင်ကျွန်တော်လူတယောက်တောင်ပါနိုင်ပါမလားပေါ့ဒီမှာမပြောသင့်ပါဘူးကြေးကလားလို့ကျွန်တော်သုံးလိုက်ပြီနော်သဘောတရားပြောနော်ဒီမှာကြေးကလား9သိန်းကျော်လောက်တက်ခံရတာတော့မှ9သိန်းကျော်ထဲမှာလူကတယောက်ဟုတ်ပါဘူးသူကသဘောပုံမြင်ထဲမှာဘယ်လောက်9သိန်းကျော်လားအများကြီးပဲနော်လူအများကြီးပဲတက်တာတော့မှလူကတယောက်နဲ့မှတစ်ပိုင်းပဲပါတယ်တဲ့အဲ့တော့ကျွန်တော်ခုဒီမှာတိုင်းမှာကိုတက်ဖြတ်နေရတဲ့ကိုသေဆုံးသွားတဲ့လူတွေအနာဂတ်မှာသေမဲ့သူတွေဒီကလေးနဲ့တော်လည်းကြီးရှုံးသွားရင်ကျွန်တော်တို့ဒီလူဖြစ်မှာမဟုတ်တော့ပါဘူးနော်အခုကကျွန်တော်အုတ်ကူပဲဖြတ်ခံနေရတာပါတော်လည်းရှုံးသွားရင်တော့ကျွန်တော်တို့ကလူဖြစ်မှာမဟုတ်တော့ပါဘူးအဲ့တော့အဲ့ဒါလေးကျွန်တော်ပြောသိချင်တာဖြစ်ပါတယ်ကျွန်တော်စကားလုံးတိကျတော့ကျွန်တော်ဒီတက်ထိအောင်တော့မပြောတတ်တော့ဆိုတော့ကျွန်တော်ရှုံးသွားရင်ကျွန်တော်တို့ဒီလူမဟုတ်တော့အဲ့တော့ဒီမှာမှသူကလူကတယောက်နဲ့တစ်ပိုင်းတည်းမှာပါလိုက်သေးရနော်အဲ့လိုမျိုးဖြစ်နေရဲ့အဲ့ဒါပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းဒီဘက်ကနေပြန်ပြီးပြောချင်တာကတော့ကိုကျွန်တော်တို့တော်လိုင်းအင်အားစုတွေတက်လိုက်တဲ့ဒီစစ်ခွေးတွေကျွန်တော်ကြားဖြတ်ခိုင်းကကောင်းနေဆိုတာကလည်းနော်သဘောတရားပြောတာတယောက်မှလူမဟုတ်ပါဘူးနော်အဲ့လိုပြောတာဖြစ်ပါတယ်โอเคအဲ့ဆိုရင်တော့ကျေးဇူးတင်ပါတယ်